ပွဲဥထွက်ဇာတ်ကားမှာတရုတ်ဆောင်ကောင်းနေလို့မြန်မာဝူရဝူဖြစ်တင်းစားခံနေရတဲ့စံထိတာဦးအားလုံးပဲမင်္ဂလာပါစရိတန်နုပေကနေပြန်လေကကြိုဆိုလိုက်ပါတယ်မင်းသမီးကြီးခိုင်တင်းကြီးရဲ့သမီးဖြစ်တဲ့စံထိတာဦးကစိုးပိုင်းမာနေမကပဲအခုဆိုရင်တော့တရုတ်ဆောင်ဘက်ကိုကူပြောင်းလာပါပြီသူ့ရဲ့ပွဲဥထွက်ဇာတ်ကားမှာမထင်ထားလောက်အောင်တရုတ်ဆောင်ကောင်းနေတာကြောင့်ကဲမီရတဲ့နယ်လို့တောင်မှပြောနေကြပါတယ်စနီတာကိုတရုတ်ဆောင်ထားတဲ့ဇေယုတ်ကခက်ခဲနေနေလွန်လာတဲ့အိုဒစ်ဆေမိတ်ကလေးတူရဲ့ဇက်ကောင်ဆိုင်နဲ့ပွဲဥထွက်ခဲ့ပါတယ်ပထမဆုံးတရုတ်ဆောင်တဲ့ဇက်ကားဖြစ်ပေမဲ့လည်းကဘာကျော်ကိုရီးယားဇလန်တွဲဖြစ်တဲ့ Estonia Toriro တွေကမင်းသမီးဝီယာဦးလိုမျိုးတရုတ်ဆောင်ကောင်းလို့မြန်မာဝီယာဦးလို့တောင်မှတင်စားခံရပြီးကယ်ဒမီမှာရနိုင်တယ်လို့ရေပန်းစားနေပါတယ်အချို့သောမင်းသမီးတွေကရုပ်ရှင်လောကတွေကိုဝင်လာရင်ပေါ့ပါပေါ်ကားလေးတွေပဲတရုတ်ဆောင်တတ်ကြပါတယ်စနီတာကဘယ်မင်းသမီးမှအလွယ်တကူတရုတ်ဆောင်မရဲတဲ့အော်ဒီဆင်ဇေယုတ်ကိုရွေးချယ်ပြီးတော့ပွဲဥထက်တရုတ်ဆောင်ပြခဲ့ပါတယ်မင်းသမီးအစ်တယောက်အတွက်ကြီးမားတဲ့စိန်ခေါ်မှုနဲ့စွန့်စားမှုကြီးဖြစ်ပြီးလက်ဟန်ချီရဲ့မျက်လုံးကြီးစကားပြောဆိုတဲ့လေးဦးလေးသိန်းကစားတာမန်သူတွေနဲ့မတူတဲ့ဇက်ကောင်စရိုက်ကိုပြပြအောင်ပုံဖော်ခဲ့ရပါတယ်။စန်နီတာဦးရဲ့ပင်ကိုပါရမီနဲ့စူးစမ်းအထောက်မှုကြောင့်ဒီအော်ဒီဆင်ဇေယုတ်ကိုအသက်သွင်းနိုင်ခဲ့ပြီးဇက်ကားမနမူနာထွက်လာခဲ့တဲ့ကပရိသတ်တွေကိုအံ့ဩသွားစေခဲ့ပါတယ်။တရုတ်ဆောင်ချက်တွေတေချာပြပြမှုတွင်စန်နီတာဦးဟာအမြင့်ကျော်ကြားခဲ့တဲ့ကိုရီးယားဇာတ်လမ်းတွေဖြစ်တဲ့ Estonia Toriro တွေကမင်းသမီးပန်အွန်ဘီနဲ့တရုတ်ဆောင်ခဲ့တဲ့အော်ဒီဆင်ရှစ်နေမှလည်းဝူယာဝူရဲ့တရုတ်ဆောင်ချက်တွေကိုတည်တည်ချာချာကြည့်ရှုလေ့လာပြီးပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။တေချာလေးလာပြင်ဆင်မှုကြောင့်ဇက်ကောင်ရဲ့မူရာတွေဟာဟန်ပြလုပ်နေတာမျိုးမဟုတ်ဘဲတကယ်ကိုသဘာဝကြကြဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ရွှေရှင်လောကကဝေဖန်သူတွေနဲ့ပရိသတ်တွေဟာစန်တီထားဦးကိုမြန်မာဝူယာဝူဆိုပြီးတော့တင်စားချီးကျူးခဲ့ကြပါတယ်။အသက်တယောက်ရဲ့ပွဲဥတဲ့တရုတ်ဆောင်ချက်ကဒီလောက်ထိကောင်းမွန်နေလို့ဒီနေ့အတွက်အကယ်ဒမီစုကြီးကိုတေချာပေါရရှိနိုင်နေဆိုပြီးချီးကျူးလာကြပါတယ်။စနီတာဦးဟာဒီဇက်ကားကိုရွေးချယ်ခဲ့တာကရိုးရိုးဖြောပြတသက်တည်းမဟုတ်ဘဲပတ်ဝန်းကျင်မှာရှိတဲ့အော်ဒီဆေဝေနာရှင်ကလေးငယ်တွေရဲ့ဘဝအခြေအနေသူတို့ရဲ့ရုံးကိန်းရမှုတွေကိုပါကိုချင်းစာလာနိုင်အောင်လက်ခံခဲ့တာပါ။အော်ဒီဆင်ကလေးတွေကိုခွဲခြားဆက်ဆံတာကြောင့်ဒီလိုမဖြစ်ရအောင်ကောင်းဆုံးပေါ်ဖော်နိုင်ခဲ့ပါတယ်။ဒီလိုတရုတ်ဆောင်ဇေယုတ်တွေကိုတရုတ်ဆောင်ရင်းနဲ့လွဲမှားသွားခဲ့ရင်ဝေဖန်မှုတွေခံရနိုင်ပေမဲ့လေကွက်တီဖြစ်အောင်ပြင်ဆင်ထားတာကြောင့်ပွဲဥထွက်ဇက်ကားမှာတောင်ရည်ချင်းရှိသူဖြစ်တိမဲ့ပြူလာကြတာပါ။စန်နီတာဦးကဒီဇက်ကားကြီးမှာလာပါတွေကိုဘေးဖယ်ထားပြီးဇက်ကောင်စီရဲ့အမီမိုးတက်ပဲအားစိုက်ထုတ်ခဲ့ပါတယ်။အသစ်ဖြစ်ပေမဲ့လည်းပေါ်ကားတွေမှာတရုတ်မဆောင်မဲနဲ့ဝူရဝူလိုကဘာကျော်စရုံနဲ့နိုင်ရှင်ပြီးချီကျူးခံရတဲ့အထိအောင်မြင်နေပါပြီ။စစ်ကြောတဲ့ရွယ်ကစန်နီတာဦးကိုရုပ်ရည်နဲ့ပတ်သက်ပြီးတော့လောင်ပြောင်ခဲ့တာကြောင့်အရှင်ကအားငယ်ခဲ့ရပါတယ်။ရုပ်ရည်ဆိုတာပြောင်းလဲနိုင်ပြီးတော့အရေးချင်းဆိုတာလည်းတိုးတက်အောင်စူးစမ်းယူလို့ရတာကြောင့်မင်းသမီးတီခိုင်တင်းကြီးလည်းသမီးဖြစ်သူတွေခုံနေတော့မှာပါ။ရုပ်ရည်တဲ့ပြောင်ပြောက်တဲ့တရုတ်ဆောင်မှုကသာအဓိကဖြစ်လို့မြန်မာဝူရဝူလေးဖြစ်တဲ့စန်နီတာဦးကကရမီရနိုင်မှာကြောင်းမှခံမှန်းလာကြပါတယ်။စန်နီတာဦးကမြန်မာဝူရဝူလို့တင်စားရလာအောင်တကယ်တရုတ်ဆောင်ကောင်းရဲ့လားဆိုတာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။အားပေးနဲ့ဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။